မင်္ဂလာပါအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြ၍ဆိုရင်ကြောင်းကြတယ်ကင်းဝေးပြီးအေးချမ်းကြပါစေလို့ဘုန်းကြီးရှေးဥစွာဆုတောင်းပေးပါတယ်ဒီနေ့တော့ဘုန်းကြီးဘာအရေးအကြီးဆုံးလဲဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်အဓိကတော့ဘုန်းကြီးတို့တွေသေသေးကြုံတဲ့အခါအိုနာသေးပြီပေါ့အိုဘေးကြုံတဲ့အခါနာဘေးကြုံတဲ့အခါသေဘေးကြုံတဲ့အခါကြရင်ဘာကအရေးကြီးဆုံးလဲဆိုတာကိုယ်တိုင်ရဲ့အသိစိတ်နဲ့ကိုသိလာတယ်အဲ့ဒီမှာအရေးကြီးဆုံးအလုပ်တွေကိုမလုပ်မိခဲ့ရင်နောင်တတွေရတတ်တယ်ပူလောင်လာတော့လုပ်ပြီးထားပြီဆိုရင်အေးချမ်းသွားတယ်ဟောဒါတွေလုပ်ပြီးထားပါလားဆိုပြီးတော့စိတ်အေးချမ်းမှုစိတ်တည်ငြိမ်မှုကိုရတယ်ဒီကနေမှစိတ်ကတည်ငြိမ်ဖို့ပဲအရေးကြီးတာဒီတော့ကုသိုလ်ကောင်းမှုများများလုပ်တယ်ဆိုတဲ့နေရာမှာငွေကုန်ကြေးကြတွေများပြီးမှလှူလိုက်တန်းလိုက်တာမျိုးတွေမဟုတ်ပဲနေ့စဉ်နဲ့အများကိုယ်စိတ်ကကုသိုလ်စိတ်လေးဖြစ်တိတ်ခက်ခဲတဲ့အရာတော့မဟုတ်ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ကိုယ့်ရဲ့တပည့်တစ်ပန်းအပေါင်းအသင်းမိတ်ဆွေဒါတော့ကျွမ်းချက်တွေအနေနဲ့တော့ရှိတယ်အပေါင်းအသင်းမိတ်ဆွေဆိုတဲ့နေရာမှာဘုန်းကြီးဒီမှာဦးစားပေးပြီးပြောချင်တာကတော့အကျိုးတူခံစားကြရတဲ့သူ့လည်းကိုနားလေကိုယ်လည်းသူနားလေသူ့ကိုလည်းကိုကဖေးမကိုယ်ကိုလည်းသူကဖေးမဆိုတဲ့တန်ဖိုးရှိတဲ့အတိုင်းဝိုင်းကိုပြောတာကိုကတန်ဖိုးထားရတော့ကိုယ်ကိုလည်းတန်ဖိုးထားတော့အတိုင်းဝိုင်းနဲကြလည်းနဲမယ်များကြလည်းများမယ်အဲ့တော့ဒီအတိုင်းဝိုင်းလေးထဲမှာမေတ္တာပေးရမယ့်အချိန်မှာမေတ္တာပေးမိထားဖို့ကိုချင်းစာပေးရမယ့်အချိန်မှာကိုချင်းစာပေးမိထားဖို့အာဘိစကားတွေပြောပြီးတော့ဖေးမရမယ့်အချိန်မှာအာဘိစကားတွေပြောမိဖို့ဖေးမမိဖို့လူမှုရေးပေါ့ငွေမကုန်ပဲနဲ့ဖြစ်တဲ့လူမှုရေးလေးတွေအဲ့ဒါလေးတွေကကုသိုလ်တွေပဲကုသိုလ်စိတ်အရင်ခံပြီးမှလုပ်ပေးလို့ရတယ်မေတ္တာစိတ်အရင်ခံမှလုပ်ပေးလို့ရတယ်ကိုချင်းစာစိတ်ရှိမှလုပ်ပေးလို့ရတယ်အဲ့တော့ခုနပြောသလိုအိုဘေးနာဘေးသေဘေးတို့ကြုံတဲ့အခါမှာအရေးကြီးဆုံးကကုသိုလ်ပဲလို့သွားပြီးတော့တွေးလိုက်မယ်နောက်နေ့စဉ်အသက်ရှင်နေထိုင်တဲ့နေရာမှာလေနေတိုင်းမှာဘာကအရေးကြီးဆုံးလဲလို့သိဖို့လိုတယ်လူဘဝတတန်တူလေးပဲဆိုတာကိုတော့အားလုံးကနားလဲတယ်လို့မျိုးနှလုံးသွင်းဖို့တော့လိုတယ်အမြဲနှလုံးသွင်းထားတဲ့အခါကျတော့မေတ္တာပေးရမယ်အချိန်ပါလားကိုယ်အနားမှာရှိတဲ့သူတွေနဲ့ဒါပျော်နေရမယ်အချိန်လေးပါလားကာလတူတောင်းတဲ့အချိန်လေးမှာစိတ်တွေစိုးနေလို့ဘာလုံးမှလည်းအကျိုးမရှိဘူးအပြစ်တွေမြင်နေလို့လည်းဘာလုံးမှလည်းအကျိုးမရှိဘူးအဲ့တော့ပျော်နေရမယ်အချိန်လေးအလဟတဆောင်ရှုံးမခံဘူးဒုနဲ့ဒုမေတ္တာလေးတွေပေးပြီးတော့စိတ်ချမ်းသာရမယ်အချိန်လေးတွေအဆုံးရှုံးမခံဘူးအဲ့ဒီလိုမျိုးနဲ့နေတိုင်းအရေးအကြီးဆုံးကတော့အပြန်အလှန်နားလည်မှုတွေမေတ္တာတွေဒါတွေကအရေးကြီးဆုံးလေကျွေးလို့သာကျွေးလိုက်ပြင်မဲ့မေတ္တာမပါတဲ့အခါကျတော့လေဟိုဘက်ကစားတဲ့သူကပျော်ရွှင်စွာနဲ့စားတာမဟုတ်အဲ့တော့ကိုယ့်အချင်းချင်းကျွေးရမယ်ဆိုလေစေရနာမေတ္တာနဲ့အလုံးအကျော်လေးတော့မဟုတ်ဘူးကျွန်တော်စေရနာမေတ္တာဆိုတာသူစေရနာမေတ္တာမှန်လို့ရှိရင်စကားတစ်လုံးမှတော့ပြောစရာမလိုပဲနဲ့သူငါအပေါ်မှာစေရနာရှိသားပဲသူငါအပေါ်မှာမေတ္တာရှိသားပဲသူငါအပေါ်မှာနားလည်မှုတွေရှိသားပဲအဲ့ဒီလိုမျိုးအတိတရားလေးတွေရပြီးတော့ပျော်ရွှင်နေရတာကြည်နူးနေရတော့ဥစ္စာဒနာအပြင်ချမ်းသာခြင်းမှာချမ်းသာမယ်စိတ်ကချမ်းသာသွားတယ်စိတ်ခွန်အားရသွားတယ်အဲ့တော့ဒုနဲ့ဒုမှာငါတာတယ်သူကနာတယ်ဆိုတဲ့ပုံစံမျိုးနဲ့မဆက်ဆံမိစေပဲနဲ့နှစ်ဦးနှစ်ဖက်လုံးဒါဘုန်းကြီးဆိုလိုတာတယောက်တည်းအတွက်မဟုတ်နှစ်ဦးနှစ်ဖက်လုံးက
သူตาသွားတယ်သူနာသွားတယ်ငါตาသွားတယ်ငါနာသွားတယ်ဆိုတာမရှိဘဲနဲ့မျှဝေသုံးဆွဲခံစားပြီးတော့အပျော်လဲမျှဆင်းရဲဒုက္ခကိုလည်းတတ်တာသွားစေဖို့မျှဝေဒီလိုမျိုးနဲ့အချင်းချင်းစီစီလုံးလုံးလေးရိုင်းရိုင်းပင်ပင်လေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးဖြစ်ဖို့အရေးကြီးဆုံးပဲတရားသဘောနဲ့ဆိုလို့ရှိရင်မေတ္တာပေးနေဖို့ကအရေးကြီးဆုံးပဲကိုယ်အတ္တကိုကိုယ်အကျိုးကိုကြည့်လိုက်ပြီးတော့မေတ္တာပေးရမယ့်အချိန်မှာမေတ္တာမပေးဘဲစိတ်တွေဆိုးပြီးတော့ဥပေက္ခပြုထားလိုက်ကိုချင်းစာတရားပေးလိုက်ရမယ့်အချိန်မှာပေးရမယ်မှန်သိပေမဲ့လို့သူ့ဘမှာအမြင်မကြည်တာနဲ့စိတ်ဆိုးနေတာနဲ့ကိုချင်းစာတရားရှိကြောင်းအာဘေစကားပြောပေးလို့ကြောင်းမပြမင်းနောင်ကြတော့နောင်တပဲကြီးပဲရမယ်အဲ့တော့နေ့တိုင်းအချိန်တိုင်းသိတော့မလို့မျိုးစဉ်းစားပြီးတော့ဒီနေ့အရေးကြီးဆုံးဘာလုပ်မလဲအဲ့တော့ဘုန်းကြီးပြောပြီးတော့ပဲအဓိကအချဆုံးကတော့ကုသိုလ်ပေါ့နေ့တိုင်းစိတ်ထဲမှာဖြစ်တဲ့ကုသိုလ်လေးတွေနေ့တိုင်းရှိနေတယ်နောက်တစ်ခါကိုယ်နဲ့ကာယကံအလျကြတော့နှုတ်နဲ့ပြောပေးရမယ့်ဝစီကံနေရာတွေမှာလည်းအလုံးအကျွံတော့မဖြစ်စေနဲ့အလုံးအကျွံဆိုလို့ရှိရင်ချစ်ပါတယ်လို့ပြောနေပြီမချစ်ရမရောက်တော့လွန်လွန်အားကြီးလာအဲ့တော့သူ့အတိုင်းတာလေးနဲ့တိတ်တောင်ပြောစရာမလိုပဲနဲ့နည်းနည်းလေးပြောရုံနဲ့တစ်ဖက်ကသိရှိနားလည်သွားတဲ့နေတွေနဲ့ကိုယ်အပြန်အလှန်အကျိုးပြုသောအတိုင်းဝိုင်းလေးကိုနောင်ကိုနောင်တမရစေသောနေနည်းလေးနဲ့နေနိုင်အောင်ကြိုးစားရတယ်အဲ့တော့စိတ်ထဲမှာဖြစ်တဲ့ကုသိုလ်လေးတွေဒီကုသိုလ်လေးတွေနဲ့ပဲနေစဉ်အချိန်ကုန်သွားတယ်အဲ့တော့မလုတ်ပေးမိလိုက်တာမရှိဘူးမေတ္တာပေးရမယ့်အချိန်မှာမပေးမိလိုက်တာမရှိဘူးစောင့်ရှောက်ရမယ့်အချိန်မှာမစောင့်ရှောက်မိလိုက်တာမရှိဘူးအဲ့လိုနဲ့နောင်တမရဘဲနဲ့တည်ငြိမ်တဲ့စိတ်ကိုရစေတယ်ဒါကြောင့်ကပ္ပသူကပ္ပသားပေါင်းအချိန်တိုင်းမှာပို၍အရေးအကြီးဆုံးသောအရာတွေကိုရွေးချယ်လုပ်ကိုင်ပြီးနောင်တကင်းဝေးပါစေလို့ဘုန်းကြီးဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ